ပေါ်မိဘပေါ်အရန်တိတက်တဲ့ယောက်ျားဘယ်တော့မှဒုက္ခမရဘူးသူ့ကိုယူတဲ့မိန်းမကပဲဒုက္ခရောက်တာသိလားလူပြိုဘဝတုန်းကအိမ်အောင်မကြခင်မှာဘလောက်ပဲတိတက်နော်မိဘအပေါ်မောင်နှမအပေါ်မှာဘလောက်ပဲအနစ်နာခံဘလောက်ပဲပေးဆက်ဘလောက်ပဲတိတက်ပါစေကိစ္စမရှိဘူးဒါကိုမိသားစုလေမိသားစုတစ်ခုပဲရှိတာဒီမိသားစုအတွက်တိတက်တာကိစ္စမရှိဘူးတိတက်လို့ရတယ်သို့တော်ညာလဲအိမ်အောင်ကြပြီးသွားပြီးနော်မိမယူပြီးသွားပြီဆိုတဲ့အချိန်မှာတစ်ချိန်လုံးငါမိဘကပဲနံပါတ်1ငါမောင်နှမကပဲနံပါတ်1ငါမိဘငါမောင်နှမကိုပဲပေးဆက်အနစ်နာခံလုပ်ကျွေးမယ်ဆိုရင်မိမကိုမယူနဲ့နော်သူများသမီးလေးကိုသူများအိမ်ကအဖိုးတန်သမီးပေါ့သူများမိဘရဲ့အဖိုးတန်ပဲလေသူများသမီးကိုသွားယူပြီးတော့မှဒုက္ခမပေးနဲ့ကိုဟာကိုမိသားစုကိုမောင်နှမကိုရဲ့အမေကိုရဲ့မိဘကပဲအရေးကြီးတယ်အရေးပါတယ်သူတို့စကားပဲနားထောင်နိုင်မယ်ဆိုအစကတည်းကအိမ်အောင်မပြုတ်နဲ့မိမမယူနဲ့မိဘကိုလှုပ်ကြွေးမောင်နှမကိုလှုပ်ကြွေးကုသိုလ်ရတယ်နော်ဘာလို့လဲဆိုတော့လေအိမ်အောင်ပြုတ်လိုက်တဲ့အချိန်မှာကမိသားစုကတခုတည်းမဟုတ်တော့ဘူးငါမိသားစုပဲရှိတော့တာမဟုတ်ဘူးငါမိသားစုရဲ့ငါမိန်းမမိသားစုရဲ့ငါတို့မိသားစုရဲ့ဆိုပြီးဖြစ်သွားပြီဟုတ်တယ်ငါတို့မိသားစုဆိုတာကကိုယူလိုက်တဲ့ကိုမိန်းမရဲ့ကိုနဲ့ရတဲ့ကိုရဲ့ရင်သွေးလေးတွေကိုသားသမီးတွေရှိမယ်အဲ့ဒီထဲမှာငါမိသားစုငါမိန်းမမိသားစုငါတို့မိသားစုထဲမှာအရေးကြီးဆုံးကငါတို့မိသားစုပဲအဲ့လိုပြောလို့မိဘကိုမသိတတ်ဖို့ပြောတာမဟုတ်ဘူးနော်ငါတို့မိသားစုဆိုတာကိုဖန်တီးလိုက်တဲ့ကိုယ့်ရဲ့ generation နော်ကိုယ့်ရဲ့အသွေးသားကိုယ့်ရဲ့မျိုးဆက်အတွက်ကိုကအတောက်ပဆုံးအကောင်းမွန်ဆုံးလုပ်ပေးနိုင်တဲ့ဖခင်ဖြစ်မှသာယောက်ျားကောင်းလို့ခေါ်တာသိလားလင်ကောင်းဖခင်ကောင်းဖြစ်မယ်ဆိုလို့ရှိရင်သားကောင်းနဲ့ဖြစ်ပြီးသားပဲဘာလို့ဒီလိုပြောတာလဲဆိုတော့လေသားကောင်းဖြစ်ဖို့ကအထူးတလဲလုပ်ယူနေစရာမလိုဘူးဒီမိဘမွေးထားတာဖြစ်တဲ့အတွက်ငါမိဘပဲဆိုတဲ့အတိစိတ်နဲ့မိဘကိုတိတက်ပြီးသားပဲဒါပေမဲ့လင်ကောင်းအိမ်အောင်ဦးစီးကောင်းနော်ဖခင်ကောင်းဖြစ်ဖို့ကအရန်အရေးကြီးတယ်အိမ်အောင်ပြုတ်ပြီးသွားတဲ့အချိန်မှာမှမိဘစကားမောင်နှမစကားကိုပဲနားထောင်ပြီးတော့မှလေမိဘတွေမောင်နှမတွေရဲ့လွှမ်းမိုးမှုအောက်မှာပဲခံနေတယ်ဆိုလို့ရှိရင်လေအဲ့လိုယောက်ျားသူတွေကိုပြောချင်တာကိုယူထားတဲ့ကိုယ့်ရဲ့မိန်းမကိုတနာပါကိုသားသမီးလေးတွေကိုတနာပါမိဘအပေါ်မှာမတိတက်ဖို့ပြောတာလည်းမဟုတ်ဘူးမိဘအပေါ်မှာလည်းအချိန်တိုင်းတာတစ်ခုထိနံပါတ်1ဆိုတဲ့နေရာမှာထားပေးခဲ့ပြီးအိမ်အောင်ပြုတ်သွားတဲ့အချိန်မှာလည်းမိဘပေါ်လည်းတိတက်လို့ရတယ်ကျမပြောချင်တာကနေရာတိုင်းမှာမိဘပဲနံပါတ်1မောင်နှမပဲနံပါတ်1ဆိုပြီးတော့မိဘမောင်နှမရဲ့စိုးမိုးမှုလွှမ်းမိုးမှုအောက်မှာပဲမိသားစုရဲ့လောင်းရိပ်အောက်မှာပဲနေရတဲ့မမဘွားကြီးကိုပြောချင်တာသိလားအဲ့လိုပြောလို့လေနေလဲတစ်ချိန်စားလို့ရှင်တားမွေးမှာကျမတားမွေးလဲကိစ္စမရှိဘူးသိလားဘာလို့လဲကိုလေနေကငါပြုစုပြိုးထောင်ထားတာငါမွေးထားလို့လူဖြစ်လာတာငါကိုပဲပြုစုလောက်ကင်ကြွေးရမယ်ငါတော့ပဲဖြစ်ရမယ်လို့တော့ပြောလို့မရဘူး तू ကသူ့မိသားစုနဲ့ तू ဖြစ်သွားပြီနော်တားလေးရဲ့တားလေးမိသားစုပေါ်မှာဖခင်ကောင်းတစ်ယောက်ဖြစ်ရမယ်ယောက်ျားကောင်းတစ်ယောက်ဖြစ်ရမယ်ကိုမိသားစုလဲကိုအတော့ပဆုံးစူးစမ်းပေးရမယ်ထူးချွတ်ထက်မြက်တဲ့ဖခင်ကောင်းဖြစ်ရမယ်လင်ကောင်းဖြစ်ရမယ်ဖခင်ကောင်းဖြစ်ရမယ်ဆိုပြီးတော့တင်ပေးနိုင်တဲ့မိဘတွေကမှမိဘကောင်းလို့ခေါ်တာသိလားတချို့မိဘတွေကအတ္တအရန်ကြီးတဲ့ငါပြုစုပြိုးထောင်ထားလို့လူဖြစ်လာတာအချိန်နဲ့အရွယ်ရောက်နေလို့ရပြီငါ့ကိုပြန်ကြည့်ရမယ်ဆိုတာမျိုးမိဘကိုပြန်မတိတက်ရဘူးမပြောရဘူးမပြောဘူးတိတက်ရမယ်သိလားတိတက်ရမယ်သို့တော်ညာလေတစ်ချိန်လုံးမိဘစကားမောင်နှမစကားပဲနားတဲ့ရောက်ပြီးတော့မှမိဘမောင်နှမတွေရဲ့လွှမ်းမိုးမှုအောက်မှာပဲနေနေရဆိုလို့ရှိရင်ကိုယူထားတဲ့ကိုယ့်ရဲ့မိန်းမနဲ့ကိုမွေးထားတဲ့ကိုယ့်ရဲ့သားသမီးတွေကိုတနာပါလို့ပဲပြောချင်တယ်သိလားမောင်နှမကိုပဲအရန်ချစ်မယ်ဆိုမောင်နှမ928ပဲရှိတာကိုအိုမင်းမစွမ်းဖြစ်သွားလို့ရှိရင်လေအဓိကမောင်နှမတွေကအဲ့လောက်ထိဂယုလာစိုက်ပေးမှာမဟုတ်သူတို့အိမ်အောင်နဲ့သူတို့ဖြစ်သွားရင်ကိုလက်အောင်ကြည့်ကြမှာမဟုတ်ဘူးเนาะညီမတွေအမတွေဆိုတာသူတို့အိမ်အောင်နဲ့သူတို့ဖြစ်သွားကြည့်ပါလားသူတို့နေမဲ့သူတို့ချစ်တော့မှာကိုကအကိုကြီးပါငါမောင်လေးပါဆိုပြီးလာချစ်မှာမဟုတ်ဘူးသိလားကိုအိုမင်းမစွမ်းဖြစ်သွားတဲ့အချိန်လေးထိကိုအနားမှာရှိပေးမှာကိုရဲ့ဇနီးမယားပဲသိလားအဲ့လိုပြောလို့ရှိရင်မကောင်းတဲ့မိန်းမတွေလည်းရှိတာပဲဘာဖြစ်တယ်ညာဖြစ်လာပြောအဲ့ဒါကိုရဲ့ရွေးချယ်မှုပေါ်မှာပဲမူတည်တယ်ကိုကြိုက်လို့ကိုရွေးချယ်ထားတာကိုဘဝအတွက်အကောင်းဆုံးထင်လို့ကိုရွေးချယ်ပြီးယူထားတာကိုတော်ကောက်ထားတာလေဆိုတော့ဒီဟာကကိုရွေးချယ်မှုနဲ့ပဲဆိုင်တယ်မိန်းမကောင်းခြင်းမကောင်းခြင်းဆိုတာကိုရဲ့ရွေးချယ်မှုပေါ်မှာပဲမူတည်တယ်ကျမပြောပြီးပြီကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကိုရွေးချယ်ထားပြီးပြီကိုယူထားပြီးပြီနော်သူများသမီးပြိုလေးသူများအိမ်ကအဖိုးတန်လေးကိုယူထားပြီးပြီဆိုလို့ရှိရင်ကိုလက်ထဲမှာအကောင်းဆုံးပြုစုပြောထောင်ပေးရမယ်